လိုက်ပါရယ်ဗုဒ္ဓဘာသာဝင်တော်တော်များများကြားဘူးကြတဲ့မြတ်စွာဘုရားရဲ့သစ္စာလေးပါးတရားဆိုတာကဘယ်လိုမျိုးပါလဲဗုဒ္ဓဘာသာဝင်တွေအတွက်သစ္စာလေးပါးဟာအလွန်အရေးကြီးတဲ့အခြေခံကျမ်းစာတစ်ခုဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားကသစ္စာလေးပါးကိုပထမဦးဆုံးတရားဥအဖြစ်ဟောကြားခဲ့ပါတယ်ဒီတရားတော်ဟာဗုဒ္ဓဘာသာရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်သဘောပေါက်ပြီးလွတ်မြောက်ရာလွတ်မြောက်ကြောင်းကိုညွှန်ပြတဲ့တရားတော်လည်းဖြစ်ပါတယ်သစ္စာလေးပါးဆိုတာဘာလဲသစ္စာလေးပါးဆိုတာဗုဒ္ဓဘာသာရဲ့အခြေခံကျမ်းစာဖြစ်တဲ့ဓမ္မစကြာတရားတော်မှာပါဝင်တဲ့အချက်၄ချက်ကိုဆိုလိုပါတယ်ဒီအချက်တွေဟာဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်သဘောပေါက်ပြီးလွတ်မြောက်ရာလွတ်မြောက်ကြောင်းကိုညွှန်ပြတဲ့အချက်တွေဖြစ်ပါတယ်သစ္စာ၄ပါးကိုအောက်ပါအတိုင်းဖော်ပြပေးပါမယ်ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဒီအချက်တွေကိုအသေးစိတ်ရှင်းပြပေးပါမယ်နံပါတ်1ဒုက္ခသစ္စာဒုက္ခသစ္စာဆိုတာဘဝရဲ့ဆင်းရဲခြင်းဒုက္ခတွေကိုနားလည်သဘောပေါက်တဲ့အချက်ဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားကဘဝဟာဆင်းရဲမှုတွေနဲ့ပြည့်နှက်နေတယ်လို့ဟောကြားခဲ့ပါတယ်ဒီဆင်းရဲမှုတွေဟာမွေးဖွားခြင်းအိုခြင်းနာခြင်းသေခြင်းချစ်တော်သူနဲ့ကြွေကွင်းရခြင်းမလိုချင်တာတွေကြုံတွေ့ရခြင်းလိုချင်တာတွေမရခြင်းစတဲ့အခြေအနေတွေပေါ်မှာဖြစ်ပေါ်တတ်ပါတယ်ဒီဆင်းရဲမှုတွေကိုနားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်ဒုက္ခဆင်းရဲကိုနားလည်ဖို့ဆိုတာဘဝရဲ့မပြည့်ပြတ်တဲ့ဆင်းရဲဒုက္ခတွေကိုလက်ခံဖို့မဟုတ်ပါဘူးဒီဆင်းရဲဒုက္ခတွေကိုသဘောတဘာဝကိုသိမြင်ပြီးဒီဆင်းရဲဒုက္ခတွေကနေလွတ်မြောက်ဖို့နိလန်းရှာဖွေဖို့ဖြစ်ပါတယ်ဒုက္ခသစ္စာကိုနားလည်ခြင်းဟာဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေနေတဲ့ပထမအဦးဆုံးအဆင့်ဖြစ်ပါတယ်နံပါတ်2သမုဒယသစ္စာသမုဒယသစ္စာဆိုတာဆင်းရဲဒုက္ခတွေရဲ့အကြောင်းရင်းကိုနားလည်သဘောပေါက်တဲ့အချက်ဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားကဆင်းရဲဒုက္ခတွေရဲ့အကြောင်းရင်းဟာတဏှာလိုချင်မှုဒေါသအလိုမကျမှုမောဟတွေးဝေမှုမတိတဲ့မှုတို့ကြောင့်ဖြစ်တယ်လို့ဟောကြားခဲ့ပါတယ်ဒီတဏှာဒေါသမောဟတွေဟာလူတွေကိုဆင်းရဲဒုက္ခတွေရောက်စေတဲ့အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်တဏှာဆိုတာလိုချင်မှုတွေ့တာတက်မှတ်မှုတွေဖြစ်ပြီးဒေါသဆိုတာကအလိုမကျမှုဒေါသထွက်မှုစိတ်ဆိုးမှုတွေဖြစ်ပါတယ်မောဟဆိုတာတွေးဝေမှုမသိနားမလည်မှုမိုက်မဲမှုတွေဖြစ်ပါတယ်ဒီຢာတွေဟာလူတွေကိုဆင်းရဲဒုက္ခတွေရောက်စေတဲ့အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်ဒါကြောင့်ဒီတဏှာဒေါသမောဟတွေကိုဖျောက်ပစ်ဖို့လိုအပ်ပါတယ်နံပါတ်3နိရောဓသစ္စာနိရောဓသစ္စာဆိုတာဆင်းရဲဒုက္ခတွေကိုလွတ်မြောက်နိုင်တဲ့အချက်ဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကဆင်းရဲဒုက္ခတွေကိုလွတ်မြောက်နိုင်တဲ့နိဗ္ဗာန်ဟာရှိတယ်လို့ဟောကြားခဲ့ပါတယ်နိဗ္ဗာန်ဆိုတာဆင်းရဲဒုက္ခတွေကနေလွတ်မြောက်ပြီးငြိမ်းချမ်းမှုကိုရရှိတဲ့အနေအထားဖြစ်ပါတယ်အဲ့ဒီနိဗ္ဗာန်ကိုရောက်ဖို့တဏှာဒေါသမောဟတွေကိုဖျောက်ဖျက်ဖို့လိုအပ်ပါတယ်နိရောဓသစ္စာကိုနားလည်ခြင်းဟာဆင်းရဲဒုက္ခတွေကနေလွတ်မြောက်နိုင်တဲ့နိလန်းကိုသိရှိခြင်းဖြစ်ပါတယ်ဒီအချက်ဟာဗုဒ္ဓဘာသာရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ရှိဖို့လမ်းညွှန်ပေးနိုင်ပါတယ်နံပါတ်4မဂ္ဂသစ္စာမဂ္ဂသစ္စာဆိုတာဆင်းရဲဒုက္ခတွေကိုလွတ်မြောက်နိုင်တဲ့လမ်းစဉ်ကိုသဘောပေါက်နားလည်တဲ့အချက်ဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကဒီလမ်းစဉ်ကိုမဂ်ကင်၈ပါးလို့ဟောကြားခဲ့ပါတယ်မဂ်ကင်၈ပါးဆိုတာနံပါတ်1တမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်နံပါတ်2တမ္မာသင်္ကပ္ပမှန်ကန်တဲ့ကြံစည်မှုနံပါတ်3တမ္မာဝါစာမှန်ကန်သောစကားနံပါတ်4တမ္မာကမ္မန္တမှန်ကန်တဲ့အလုပ်နံပါတ်5တမ္မာအာဇီဝမှန်ကန်တဲ့အသက်မွေးမှုနံပါတ်6တမ္မာဝါယမမှန်ကန်တဲ့အားထုတ်မှုနံပါတ်9တမ္မာတတိမှန်ကန်သောတတိရှိမှုနံပါတ်8တမ္မာတမာရိမှန်ကန်တဲ့တည်ကြည်မှုလိုပဲဖြစ်ပါတယ်ဒီမဂ်ကင်၈ပါးကိုလိုက်နာကျင့်သုံးခြင်းဖြင့်ဆင်းရဲဒုက္ခတွေကနေလွတ်မြောက်နိုင်ပါတယ်မဂ္ဂသစ္စာဟာဆင်းရဲဒုက္ခတွေကနေလွတ်မြောက်ဖို့လမ်းညွှန်ပေးတဲ့အချက်ဖြစ်ပါတယ်ဒီနေရာမှာသစ္စာတရားတော်တွေဟာလက်တွေ့ကျင့်သုံးတဲ့အခါမှာမှားယွင်းတဲ့ကျင့်သုံးမှုတွေလည်းရှိတတ်ပါတယ်ဘလို့မှားယွင်းပြီးကျင့်သုံးကြတယ်လဲဆိုတော့နံပါတ်1ဒုက္ခသစ္စာကိုမှားယွင်းကျင့်သုံးခြင်း
ဒုက္ခသစ္စာကိုရှုမှတ်တဲ့အခါမှာလဲဘဝဟာဆင်းရဲဒုက္ခပဲလို့အပြတ်သဘောဆောင်တဲ့အမြင်နဲ့တွေးထင်မိကြပြီးတော့ဘဝမှာနေထိုင်ရတာကိုစိတ်သက်ကြအောင်လုပ်မိတတ်ကြပါတယ်။ဒါကြောင့်ပဲလက်ရှိဖြစ်ပေါ်နေတဲ့အရှိတရားတွေကိုလက်မခံနိုင်ဖြစ်ပြီးဘဝရဲ့ဆင်းရဲဒုက္ခတွေကိုလစ်လျူရှုတတ်ကြပါတယ်။နံပါတ်2သမုဒိယသစ္စာကိုမှားယွင်းစွာကျင့်သုံးခြင်းဒါကတော့တတ်မှတ်မှုကိုအလွန်မင်းဖျောက်ဖျက်ရန်ကြိုးစားခြင်းဖြစ်ပါတယ်။သမုဒိယသစ္စာကလိုချင်တတ်မှတ်မှုတွေကိုအလွန်မင်းဖျောက်ပြက်ဖို့အတွက်ကြိုးစားခိုင်းတယ်လို့တွေးထင်မိတတ်ကြပြီးကိုညှက်မနှိပ်စက်ကြပါတယ်။အဆုံးမှာတော့လိုချင်တတ်မှတ်မှုတွေကိုလုံးဝမထိန်ချုပ်တော့ပဲလွတ်ထားပြီးတော့ဒုက္ခဆင်းရဲတွေကိုပုံမူပွားစေတတ်ပါတယ်။3နိရောဓသစ္စာနိရောဓသစ္စာကိုမှားယွင်းစွာကျင့်ခြင်းဘဝရဲ့အရှိတရားတွေကိုလုံးဝညှင်းပယ်ပြီးတော့လောကီပျော်ရွှင်မှုတွေကိုရှောင်ရှားဖို့ကြိုးစားတတ်ကြပါတယ်။ဒါပေမဲ့ပုထုဇဉ်လူသားတော်တော်များများကကိုယ်တွင်းမှာရှိတဲ့ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုကိုမရှာဖွေတတ်ကြတော့အပြင်ဘက်ကပစ္စည်းတွေလူတွေကိုရုတ်တရက်ကြီးခွဲခွာလိုက်ရတဲ့အခါမှာမခံမရပ်နိုင်ဖြစ်ပြီးစိတ်ဆင်းရဲတတ်ကြပါတယ်။နံပါတ်4မကသစ္စာကိုမှားယွင်းစွာကျင့်သုံးခြင်းလမ်းစဉ်၈ပါးကိုအစွန်းရောက်စွာကျင့်သုံးပြီးတော့ကိုရောက်ချင်တဲ့မဉ္ဇဉ်ဖုန်ဉ္ဇဉ်ရှိရာလမ်းနဲ့ဝေးတဲ့ဝေးသွားကြပါတယ်။နောက်ဆုံးမှာတော့မကသစ္စာကိုလစ်လျူရှုပြီးတော့ဘဝကိုမှန်ကန်စွာဖြတ်သန်းနေထိုင်ဖို့အတွက်မကြိုးစားကြတော့တာပဲဖြစ်ပါတယ်။အကျဉ်းချုပ်အားဖြင့်ဆိုရရင်သစ္စာ၄ပါးတရားဟာဗုဒ္ဓဘာသာရဲ့အခြေခံကျမ်းစာဖြစ်ပြီးဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်သဘောပေါက်ပြီးလွတ်မြောက်ရာလွတ်မြောက်ကြောင်းကိုညွှန်ပြတဲ့တရားတော်ဖြစ်ပါတယ်။ဒီတရားတော်ကိုနားလည်သဘောပေါက်ခြင်းဖြင့်လူတွေဟာဘဝရဲ့အတိတ်ပဲကိုနားလည်သဘောပေါက်ပြီးဆင်းရဲဒုက္ခတွေကနေလွတ်မြောက်နိုင်ပါတယ်။သစ္စာ၄ပါးကိုလက်တွေ့ဘဝတွင်အသုံးချခြင်းဖြင့်လူတွေဟာဘဝရဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်နိုင်ပြီးလွတ်မြောက်ရာလွတ်မြောက်ကြောင်းကိုရှာဖွေနိုင်ပါတယ်။ဒီတရားတော်ဟာဗုဒ္ဓဘာသာဝင်တွေအတွက်အလွန်အရေးကြီးတဲ့တရားဖြစ်ပြီးဘဝရဲ့အဓိပ္ပာယ်ကိုနားလည်သဘောပေါက်စေတဲ့တရားတော်တစ်ပုဒ်ဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။